passport မလိုဘဲနဲ့၃နိုင်ငံကိုလက်ပတ်လို့ရရဆိုလို့ရှိရင်ယုံလားဒီနေရာကလွန်ခဲ့တဲ့19-20ရာစုနှစ်တွေတုန်းကတနက်ကန်အဖွဲ့အစည်းတွေဘိန်းဘီရင်တို့ရဲ့အိမ်ဥရောပနဲ့အာရှတောင်ခွင်ကိုဘိန်းတွေအဓိကတင်မှုရောင်းချခဲ့တဲ့နေရာလေးဖြစ်ပါတယ်အဲ့ဒီနေရာကတော့အခုကျွန်တော်ရောက်နေတဲ့ရွှေတွေ့ကန်ဒေတာပဲဖြစ်ပါတယ်အခုကျွန်တော်ရောက်နေတဲ့နေရာကတော့အဓိက highlight နေရာလေးဖြစ်ပါတယ်ကျွန်တော်ဒီဘက်ကဆိုလို့ရှိရင်မြန်မာဘက်ရှမ်းပေါ့နော်ဒါဟိုဘက်ကမြန်မာဘက်ဒါဒီဘက်ကဆိုလို့ရှိရင်ကျွန်တော်ဒါလာအိုနိုင်ငံအခုကျွန်တော်တို့ရောက်နေတဲ့နေရာကတော့ဒါထိုင်းနိုင်ငံဘက်ရှမ်းဖြစ်ပါတယ်အခုဒီရှေ့မှာမြင်နေရတဲ့မြစ်ကကြတော့ကျွန်တော်တို့ငယ်တော့စာမတင်ခဲ့ရတဲ့ဒါမဲခေါင်မြစ်ကြီးဖြစ်ပါတယ်ဟိုးမှာမြန်မာဘက်ရှမ်းမှာမြင်ရလာတော့မသိဘူးပေါ့နော်ဟိုးမှာဒီခေါင်မိုးနီနီလေးနဲ့အဆောက်အုံကမြန်မာနိုင်ငံတာရှိလေးမြို့ရဲ့ကာစီနိုယုံကြီးဖြစ်ပါတယ်ကျွန်တော်တို့တချို့ကမေးကြတယ်ရွှေတွီးကန်ဒေတာကညင်ုံညင်းညံ့လားအရင်တော့ရန်ကုန်ကျန်းတန်းခဲ့တဲ့နေရာဖြစ်တာမို့အခုလိုမိလာကျွန်တော်နားလဲပါတယ်ဒါပေမဲ့အခုကရန်ကုန်အေဂျင့်ပြီးတော့ကဘာလဲခီးသွားတွေစိတ်ဝင်စားစရာတမိုင်းဝင်နေရဖြစ်နေတည်ရှိနေပါပြီကျွန်တော်ရွှေရိကန်ရောက်လို့လှေစီးမယ်ဆိုလို့ရှိရင်ဒီလိုနေရာလေးမှာကျွန်တော်လှေငားလို့ရတယ်နှစ်ယောက်ဆိုရင်စပီးဘုတ်900လောက်ပေးရမယ်ပေါ့နော်လူများရင်တော့ကျွန်တော်လှေအကြီး800 1000ဝန်းကျင်လောက်တော့ပေးရပါမယ်အခုကျွန်တော်နောက်မှာမြင်နေရတာကကျွန်တော်လာအိုနိုင်ငံကြီးပေါ့နော်တရုတ်တွေပိုင်တာလာအိုနိုင်ငံကတရုတ်တွေကို69နှစ်အငှားချထားတာပေါ့နော်အခုနောက်မှာမြင်နေရတဲ့ရွှွှွအဆောက်အဦဆိုလို့ရှိရင်ဒါကာစီနိုယုံတွေဟိုတယ်နဲ့စားတောက်ဆိုင်လုပ်ငန်းတွေကို passport မလိုဘဲနဲ့မဲခေါင်မြန်မာလှေလေးစီးပြီးတော့တွားရောက်လည်ပတ်လို့ရပါတယ်ကျွန်တော်တို့ဒီလိုတမိုင်းဝင်နေအောင်လက်ပတ်မယ်ဆိုလို့ရှိရင် passport လုံးဝမလိုပါဘူးတာရှီလေးကနေရှင်းမိုင်တီမှတ်ပုံနဲ့စမတ်ကတ်နဲ့9ရက်တိတိတရားဝင်လက်ပတ်လို့ရပါတယ်ကျွန်တော်အောင်ထက်ပါထိုင်းနိုင်ငံရဲ့လက်ပတ်ဆရာနေရာတွေကိုစိတ်ဝင်စားတဲ့မိတ်ဆွေတို့ဆိုရင်ကျွန်တော်ရဲ့ page လေးကို follow လေးလုပ်ခဲ့ပြီးတော့တောင်းဆိုချင်ပါတယ်နောက်ထပ်ဒီထက်ကောင်းတဲ့ content တွေနဲ့ပြန်ပြီးတွေ့ကြပါမယ်ခင်ဗျာ